ဆရာဝန်မလေးတယောက်ဟာထုံးစံအတိုင်းခွဲစိတ်ကူတမှုတစ်ခုလှုပ်ဆောင်နေခဲ့ပေမဲ့မမျှော်လင့်ပဲခွဲစိတ်ကတင်ပေါ်ကလူနာဟာလွန်ခဲ့တဲ့6နှစ်ကသူမရဲ့ရည်စားဟောင်းဖြစ်နေတာကိုသတိထားမိသွားပါတယ်ဒီလိုရုတ်တရက်ဆုံတွေ့မှုဟာရေစက်တစ်ခုလိုပါပဲသူမရဲ့ရည်စားဟောင်းခန္ဓာကိုယ်ပေါ်ကကြောက်စရာကောင်းတဲ့ဒဏ်ရာတွေကိုမြင်တော့ဆရာဝန်မလေးစိုးရိမ်ပူပန်သွားမိပေမဲ့အဲ့ဒီအချိန်မှာပဲလုပ်ပေါ်ကိုင်ဖက်တယောက်ကခွဲစိတ်မှုကိုဆက်လုပ်ရမယ်လို့သတိပေးခဲ့ပါတယ်ဒါကြောင့်မို့လို့သူမဟာစိတ်ကိုပြန်ထိန်ပြီးခွဲစိတ်မှုကိုကျွမ်းကျတင်ပိုင်နိုင်စွာပြီးဆုံးအောင်လုပ်ဆောင်ခဲ့ပါတယ်လူနာရဲ့အခြေအနေကစိုးရိမ်ရပေမဲ့ဆရာဝန်မလေးရဲ့ထူးချွန်တဲ့လက်ရာကြောင့်ခွဲစိတ်မှုဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်သူမစိတ်နဲ့လျှော့လိုက်နိုင်ရုံရှိသေးလုပ်ဖို့ကိုင်ဖက်တယောက်ကသူမရဲ့ရည်စားဟောင်းဟာအခုဆိုရင်နာမည်ကြီးပြီးရက်ဆက်ကြမ်းကြုတ်တဲ့မာဖီးယားခိုင်းချုပ်တယောက်ဖြစ်နေပြီလို့ပြောပြလာပါတယ်ဒါပေမဲ့တုံးလို့ဆရာတွေကဒီတင်မပြီးသေးပါဘူးခဏကြာတော့အမျိုးသမီးတယောက်အပြည့်လွှတ်ရောက်လာပြီးလူနာအခြေအနေဘယ်လိုလဲဆိုတာစိတ်ပူကြီးမင်းမြန်းပါတော့တယ်လူနာဘေးကင်းနေဆိုတာသိလိုက်ရတဲ့အခါသူမစိတ်တတရသွားပြီးခွဲစိတ်ပေးတဲ့ဆရာဝန်မလေးရဲ့နာမည်ကိုမေးပါတယ်ဒါပေမဲ့ဆရာဝန်မလေးရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါမှာတော့ထိုမျိုးသမီးရဲ့မျက်နှာဟာဖြူဖြော့သွားပါတော့တယ်ဘာလို့လဲဆိုတော့ဒီဆရာဝန်မလေးဟာထိုလူသားရဲ့အသေးဦးပထမအချစ်ဖြစ်နေလို့ပါပဲဒါကိုကြားလိုက်ရတဲ့အနာကလုတ်ခေါ်ကိုင်ဖက်တွေလည်းအံ့ဩသွားကြပေမဲ့ဆရာဝန်မလေးကတော့ဒါတွေကအတိတ်ကဘာလို့ကြားထဲမှာဘာမှမရှိတော့ပါဘူးလို့အေးဆက်စွာပဲပြန်ပြောခဲ့ပါတယ်ဒါပေမဲ့ထိုမျိုးသမီးကဆရာဝန်မလေးကိုလုံးဝတုံ့လို့သွားစေမဲ့စကားတစ်ခုကိုပြောလိုက်ပါတယ်သူမကလည်းနင်ကသူ့မုန်းဆုံးမိန်းမပဲနင့်ကိုမေ့ပြဖို့အတွက်သူ့ရာကိုလုပ်ခဲ့တာလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ဆရာဝန်မလေးမယုံနိုင်ဖြစ်သွားခဲ့ပါတယ်ဒါဟာသူမရဲ့ရည်စားဟောင်းကိုယ်တိုင်ပြောခဲ့တာလားဆိုတာတေချာအောင်မေးတဲ့အခါမှာတော့ထိုမျိုးသမီးကဟုတ်တယ်လို့ချက်ချင်းပြန်ဖြေပါတယ်မကြခင်ကတင်သူ့ရှိမှနင့်နာမည်ကိုတယောက်ယောက်ကငွေ့ဟမိယုံနဲ့သူဒေါသတကြီးယူသွတ်သွားခဲ့တာနင့်နာမည်ကိုဘယ်သူမှမခေါ်ရဘူးလို့သူပြောခဲ့တဲ့ဒီစကားတွေကဆရာဝန်မလေးရဲ့နှလုံးသားကိုအပြင်းထန်ထားခြင်းစေခဲ့ပါတယ်ပြီးတော့ထိုမျိုးသမီးကပြန်ခါနီးမှာနင်ကသူ့အသက်ကိုကဲကဲယုံနဲ့နင်တို့နှစ်ယောက်ကြားတကြော့ပြန်တစ်ခုခုဖြစ်နိုင်မယ်လို့မထင်တဲ့နင်ကသူ့နဲ့မတန်ဘူးလို့အေးဆက်ဆက်တတိပေးချက်တစ်ခုထားခဲ့ပါတယ်ဒါကိုကြားရတဲ့အခါဆရာဝန်မလေးကတက်ပြင်းချအပြုံးလေးနဲ့ပဲမင်းနာလည်းမှုလွဲနေပြီလို့ပြန်ပြောခဲ့ပြီးသူနဲ့မင်းကဘာတော်တာလဲလို့လေတန်အေးလေးနဲ့မိလိုက်ပါတယ်ထိုမျိုးသမီးကဂုံယူဝင်းကြွားစွာနဲ့ပဲငါကသူ့မိမပဲလို့ပြောချလိုက်ပါတယ်ဆရာဝန်မလေးရဲ့မျက်ဝန်းထဲကအယောင်တွေလုံးဝမိမ့်သွားခဲ့ရပေမဲ့သူမဟာပြုံးပြပြီးသူတို့နှစ်ယောက်လုံးကိုဆူတောင်းပေးခဲ့ပါတယ်အမျိုးသမီးကလည်းသူတို့မှာကလေးတွေတောင်ရှိနေပြီဆိုတာကိုမမေ့မလျော့ပြောပြီးပျော်ပျော်ရွှင်ရွှင်ပဲထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်မလေးမသိခဲ့တာကတော့သူမရဲ့ရည်စားဟောင်းဟာသူမအပေါ်ခံစားချက်တွေရှိနေသေးတယ်ဆိုတာပါပဲနောက်တစ်နေ့လူနာလက်ကြည့်တဲ့အချိန်သူရှိတဲ့အခန်းထဲကိုသွားတဲ့အခါသူဟာနာကျင်မှုကြောင့်ချွေးတွေရွှဲနေတာကိုမြင်ပြီးဆရာဝန်မလေးကချွေးတုပ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရည်စားဟောင်းကသူမရဲ့လက်ကိုရုတ်တရက်လှမ်းဆွဲလိုက်ပါတယ်ဆရာဝန်မလေးလန့်သွားပြီးလက်ကိုချက်ချင်းယုံဖယ်လိုက်ပေမဲ့ထိုလူသားကတော့တတိမြင့်မျောနေတော့မှပဲဝေခွဲမရဖြစ်နေတဲ့ဆရာဝန်မလေးဟာဘာကူမှနားမလည်နိုင်တာမို့အခန်းထဲကနေထွက်သွားအားခဲ့ပါတယ်ထိုလူသားဟာအိမ်မက်ထဲမှာသူမရဲ့နာမည်ကိုထက်ခါတလဲလဲခေါ်ရင်းမျက်ရည်တွေစီးကျနေခဲ့တာကိုတော့သူမမသိလိုက်ပါဘူးပဲ